မြန်မာနိုင်ငံသားမှတ်ပုံတင်တချို့ကိုကိုင်ဆောင်ထားသူတွေအနေနဲ့ကားကိတ်တွေမှာရက်ကွက်ထောက်ခံစာရဲစခန်းထောက်ခံစာတွေရှိမှလက်မှတ်ဖြတ်ပေးဖို့ထုတ်ပြန်ထားပြီးစစ်ဆေးရေးကိတ်တွေမှာအစစ်ခံရရင်ချထားခဲ့မယ်လို့ပြောဆိုနေကြပါတယ်။17မြင်းဆောင်ရခိုင်ပြည်နယ်မှတ်ပုံတင်ကိုင်ဆောင်ထားသူတွေအားလုံးဟာခီးသွားလာရင်ရက်ကွက်ထောက်ခံစာရဲစခန်းထောက်ခံစာလိုအပ်နေပြီးဂိတ်တွေမှာတခုခုဖြစ်ရင်တာဝန်မယူပေးနိုင်တဲ့ပုံစံဖြစ်လာနေတာပါ။73မြင်းဆောင်ရှမ်းမြောက်မှတ်ပုံတင်တွေဖြစ်တဲ့လာရှိုးကြောက်မဲနမတူတီပေါ်ကုန်းချမ်းမြို့နယ်တွေကပြည်သူတွေခီးသွားလာတဲ့အခါမှာလဲရဲစခန်းရက်ကွက်ထောက်ခံစာတွေမဖြစ်မနေလိုအပ်တယ်လို့ဖော်ပြနေကြပါတယ်။9မြင်းဆောင်စကိုင်းတိုင်းကမုံရွာမြောင်ရွှေဘိုမြို့နယ်9မြင်းဆောင်မန္တလေးတိုင်းကမိုးကုတ်မြို့နယ်10မြင်းဆောင်မကွေးတိုင်းကမကွေးမြို့နယ်ကခီးသွားတဲ့အနေနဲ့လဲရက်ကွက်ရဲစခန်းထောက်ခံစာလိုအပ်တယ်လို့ဆိုပါတယ်။အဆိုပါမှတ်ပုံတင်ကင်ဆောင်ထားသူတွေအနေနဲ့ခရီးသွားလာတဲ့အခါမှာရက်ကွက်ထောက်ခံစာအပြည့်အစုံရှိရမှာဖြစ်ပြီးမပါရှိရင်စစ်ဆေးရေးကိတ်တွေမှာထားခဲ့ခံရမယ်လို့လည်းကားလက်မှတ်ကိတ်တွေကထုတ်ပြန်ထားပါတယ်။